Hello brother အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ခုဒီ one human မှာပေါ့နော် one human ဆော့တာဘယ်လို level တွေတက်လာလေနောက်ဆော့ရင်းနဲ့ဘယ်လို armor တွေဒီ armor တွေ weapon တွေပေါ့နော် calibration တင်တယ်ပြီးရင်ကိုကဒီပေတွေကိုပေါ့နော်တစ်ဆက်ထဲနဲ့မဆော့ဘူးပေမျိုးစုံဆက်တွေမျိုးစုံထားပြီးတော့ဆော့တယ်ဆိုလို့ရှိရင်ကျွန်တော် asset တွေအရန်လိုတယ်ဗျာ asset တွေအရန်လိုလာမယ်နောက်ပြီးလို့ရှိရင်ဒီ starter source ဆိုတဲ့ဟာတွေအရန်လိုလာမယ်ပေါ့နော်အဲဒီအရန်လိုလာတဲ့အထက်မှာ asset နဲ့ starter source ပေါ့နော်နှစ်မျိုးမှာကျွန်တော်အခု starter source ဘယ်လို fan လဲဆိုတာမျိုးပြောပြပေးပါမယ်နော်အခု starter source fan မယ်ဆိုလို့ရှိရင်ကျွန်တော် map ကပေါ့နော်ဒီတစ် white ပေါ့နော်ဒီညက pollution zone မှာဒီ pollution zone တစ် white မှာကျွန်တော်တို့ starter o တွေရှိတယ်အဲ့ညကအပေါ်ဆုံးပဲပေါ့နော် starter ကိုအပေါ်ဆုံးပဲတခြား pollution zone တွေမှာလည်း starter o ရှိလားဆိုရှိပါတယ်ဒါပေမဲ့ဒီညကအပေါ်ဆုံးပဲဒီကိုလာမယ်ဆိုလို့ရှိရင်တော့ဒီ sanity တက်တာကိုခံနိုင်တဲ့တခုခုကိုfull back ပေါ့နော်အဲ့ဒါလေးစားခဲ့တောက်ခဲ့ပါအဲ့ဒါမှကြာကြာ fan လို့ရမှာပေါ့နော်အဲ့ဆိုရင်ကျွန်တော် starter o 2မယ်ပေါ့နော် okay အဲ့ကျွန်တော် starter o 2မယ် okay 2မယ်starter o 2မယ်ကျွန်တော် starter o ကိုပွားတလောက်ဟိုနိုင်တလောက်ပေါ့နော်အဆင်ပြေတလောက်တူးပြီးဆိုလို့ရှိရင်ကျွန်တော်အိမ်ပြန်မယ်နော်โอเคအိမ်ရောက်ပြီဆိုလို့ရှိရင် starterဆိုရဖို့ဘာလို့လဲဆိုတော့ကျွန်တော်တို့ specialization limited ထဲရပါတော့ specialization limited ထဲက wine processing ဆိုတဲ့ဒီ skill လေးလိုပါရနော်ဒီ wine processing ဆိုတဲ့ skill လေးလိုတယ်โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာလေးရတာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဟာကိုသွားမယ်ပေါ့နော် furnish ကိုသွားမယ်ကြိုတဲ့နေရာပေါ့နော်โอเคအဲ့ဆိုရင်ကြိုတဲ့နေရာမှာကျွန်တော် starter ဆိုကြိုလို့ရပြီသူကဘာလို့လဲဆိုတော့ဒီ starter o ရဲ့ဒီ c ရဲ့လိုတယ်ပေါ့နော်starter ဆို fan မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ wine ရတဲ့နေရာတွေမှာနေတင်တယ်ပေါ့နော်โอเคကျွန်တော်ဒီလက်ရှိကျွန်တော်နေတဲ့နေရာက wine ထွက်တဲ့နေရာပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီထုတ်ပန့်နေပေါ့နော် water ပန့်နေစောင့်မယ် water ပန့်ကိုကျွန်တော်တို့ဒီရွေးလို့ရတယ်ပေါ့နော် water ပန့်မှာကိုကဘာထုတ်ချင်တာလဲပေါ့နော်ဟိုမှာဒီရေထွက်ချင်တာလားသို့မဟုတ်ဒီဟိုကထွက်ချင်တာလားပေါ့နော်ဒီမှာကြီးနှိမ့်လိုက်လို့ရှိရင်ဒီကောင်လေးကိုလောလောဆယ် Discord နဲ့လုပ်လိုက်တယ်ပေါ့နော် Discord နဲ့လုပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးอ่ะပေါ့နော်ဘာထွက်ချင်လဲပေါ့ရွေးလို့ရတယ်ပေါ့နော်အခုကျွန်တော်ဆိုရင်ဒါဒီကောင်ပေါ့နော်ဒီ water pump ကိုကျွန်တော်ဒီ oil ထုတ်ဖို့အတွက်ရွေးရတဲ့အတွက်ဒီမှာ oil ထွက်တယ် oil ထွက်လို့ရှိရင်ကျွန်တော်တို့ဒီကနေပိုင်းနဲ့ချိန်ပြီးတော့ဒီ refinery စက်ကိုပေါ့နော်ပိုင်းနဲ့နှမ်းချိန်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်စီရမယ်ပေါ့နော်okay ဒါဆိုရင်ဒီမှာ C ထွက်မယ်ဒီမှာချိန်ထားတဲ့အတွက် C ထွက်မယ် C ထွက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီက C တွေကိုယူမယ်ယူပြီးလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော်C ကိုယူပြီးတိန်းတာပေါ့တိန်းတာပြီးလို့ရှိရင်ကျွန်တော်ဒီမှာ starter ဆိုကြိုလို့ရတယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တူးလာတဲ့ starter O 1000ကျော်မှာဒီမှာ C က280ရှိတယ်ပေါ့နော်281ရှိတယ်ဒါပေမဲ့သူက280ကိုဒီမှာ starter ဆို18ခုထိကြိုလို့ရမယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ကြိုလိုက် data ဆို18ခုကြိုရင်ဒီမှာ900ထွက်လာရနော် okay ဒါကတော့starter ဆို fan နဲ့နီးလေးပါခင်ဗျာကျေးဇူးတင်ပါတယ်